ကဘာပေါ်မှာအတူဆုံးလို့သတ်မှတ်ထားတဲ့စီးပွားဖြစ်လေးတောင်ခီးစဉ်တွေကြောင့်ကိုကင်ဆက်ပေးလိုက်ပါတယ်အတူဆုံးခီးစဉ်ဆိုရင်စက္ကန့်90ပဲကြာတာပါဆိုလိုတာကခါဘတ်ပတ်ပြီးတာနဲ့လေရင်မှုကလေရင်ကိုဆင်းသက်လိုက်ပြီးပဲဖြစ်ပါတယ်နံပါတ်5ကတော့ Caribbean ဒေသမှာရှိတဲ့စိန့်မာတင်ကနေစိန့်ဘာသဲဝဲမီကိုပြန်တန်းတဲ့ခီးစဉ်ပဲဖြစ်ပါတယ်ခရီးကွာဝေး31ကီလိုမီတာပဲရှိပြီးပြန်တန်းချိန်15မိနစ်ပဲကြာမြင့်တာပါစရိုထားမြောက်ကတော့ Republic of the Congo ရဲ့ Brazzaville မြို့နယ် Democratic Republic of the Congo ရဲ့ကင်ရှာဆာမြို့ကြားပြန်တန်းတဲ့ခရီးစဉ်ပဲဖြစ်ပါတယ်ခရီးကွာဝေး24ကီလိုမီတာပဲရှိပြီးပြန်တန်းချိန်10မိနစ်ပဲကြာပါတယ်နံပါတ်3ကတော့ Scotland မှာရှိတဲ့ Stronsay ကျွန်းကနေစန်ဒီကျွန်းကြားကခရီးစဉ်ပါခရီးကွာဝေး12ကီလိုမီတာကို10မိနစ်အတွင်းပြန်တန်းရောက်ရှိနိုင်တာဖြစ်ပါတယ်နံပါတ်2ကတော့ဂျပန်နိုင်ငံမှာရှိတဲ့မီနာမီတိုင်းတို့ကျွန်းကနေကီတာတိုင်းတို့ကျွန်းကြားကခရီးစဉ်ပဲဖြစ်ပါတယ်ဒီကျွန်းနဲ့ကျွန်းက9ကီလိုမီတာပဲဝေးပြီးတော့ပြန်တန်းချိန်က4မိနစ်ပဲကြာမြင့်ပါတယ်နောက်ပြီးကမ္ဘာအတိုဆုံးလေကြောင်းခရီးစဉ်ကတော့ Scotland မှာပဲထက်ရှိနေပြန်ပါတယ်အဲ့ဒါကတော့ West Stray ကျွန်းနဲ့ပါပါ West Stray ကျွန်းကြားကခရီးစဉ်ဖြစ်2.9ကီလိုမီတာပဲကွာဝေးကပြန်တန်းချိန်က90စက္ကန့်ပဲကြာမြင့်လာခဲ့ပါတယ်